္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့ဇန်နဝါရီလ4ရက်နေ့ဖြစ်ပါတယ်။ဒီနေ့ကဇန်နဝါရီလ4ရက်နေ့ဖြစ်သလိုကျွန်တော်တို့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပြန်လည်ရရှိခဲ့တဲ့88နှစ်မြောက်လွတ်လပ်ရေးနေ့လည်းဖြစ်ပါတယ်။ဒီလိုလွတ်လပ်ရေးကိုရဖို့အတွက်အသက်သွေးချွေးပေါင်းများစွာနဲ့ခက်ခက်ခဲခဲရယူခဲ့ရတဲ့ကာလတွေရှိခဲ့ပူပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုအင်္ဂလိပ်ချဲတွေကဒီ1824ခုနှစ်မှာပထမအကြိမ်ကျူးကျော်စစ်ကနေဒုတိယအကြိမ်တတိယအကြိမ်1885ခုနှစ်မှာမြန်မာနိုင်ငံကိုအပြီးတိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလိပ်လက်ထက်မှာကျွန်တော်တို့မြန်မာလူမျိုးတွေကဒီပထမကျူးကျော်စစ်ကနေတွက်မယ်ဆိုရင်124နှစ်တိတိသူကျုံဘွားကိုရောက်ခဲ့တယ်။1885ခုနှစ်ကနေတွက်မယ်ဆိုရင်တော့62နှစ်တိတိအင်္ဂလိပ်ရဲ့လက်အောက်မှာနေထိုင်ခဲ့ရပါတယ်။အဲဒီနောက်ဒီဖက်စစ်ဂျပန်တွေကဝင်ရောက်လာခဲ့တာဖြစ်တဲ့အတွက်1942ခုနှစ်ကနေ1945ခုနှစ်အထိ2နှစ်နဲ့10လကျော်ဖက်စစ်ဂျပန်တွေရဲ့ကျွံပြိုခြင်းအနိုင်ကျင့်ခြင်းကိုကျွန်တော်တို့ခံခဲ့ရပါတယ်။ဆိုတော့လွတ်လပ်ရေးရဖို့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေတိုင်းရင်းသားမျိုးနွယ်စုတွေအားလုံးကဖက်စစ်ဂျပန်ကိုရောနယ်ချဲ့အင်္ဂလိပ်ကိုရောအသက်သွေးချွေးပေါင်းများစွာနဲ့တွန်းလှန်တိုက်ခိုက်ပြီးတော့ရယူခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာပဲနိုင်ငံတော်ကနေအချုပ်အခြာအာဏာပြန်လည်ရရှိခဲ့ပြီးတော့မနက်4:20မိနစ်မှာပဲလက်တဲ့အချုပ်အခြာအာဏာပိုင်ဘဝကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လွတ်လပ်ရေးမရခင်ကာလအင်္ဂလိပ်နယ်ချဲ့တွေရဲ့သွေးခွဲတက်ရှို့မှုတွေဖက်စစ်ဂျပန်တွေဝင်ရောက်ပြီးတော့သွေးခွဲတက်ရှို့မှုတွေကြောင့်မြန်မာနိုင်ငံမှာတောင်တန်းဒေသနဲ့ပြည်မဒေသတောင်တန်းဒေသနဲ့မြေပြန့်ဒေသဆိုပြီးတော့ဒီသွေးခွဲတက်ရှို့မှုတွေရဲ့တန်ကိုခါစီပြီးခံစားခဲ့ရတယ်။ဒါကြောင့်မလို့လွတ်လပ်ရေးမရခင်33ရက်အလိုကလေးကကရင်လက်နက်ကိုင်တဲ့ပုံ KNU ဆိုပြီးတော့စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။အခုအချိန်ထိလွတ်လပ်ရေးရခဲ့တဲ့88နှစ်မြောက်ထက်တက်တန်းကြီးတာကကရင်လက်နက်ကိုင်တဲ့ပုံ KNU ဖွဲ့စည်းခဲ့တဲ့နှစ်ပဲဖြစ်ပါတယ်။လွတ်လပ်ရေးကအခု88နှစ်မြောက်ရှိပြီဖြစ်ပြီးတော့ကရင်လက်နက်ကိုင်တဲ့ပုံဖွဲ့စည်းခဲ့တာက89နှစ်ရှိပါပြီ။ဒါပေမဲ့နိုင်ငံရေးတည်မမှန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အပြင်ခံအဖွဲ့တွေရဲ့ကိုတိုးလီနိုင်ငံထူထောင်ရေးဖက်ဒရယ်လိုခွဲထွက်ရေးလိုနဲ့နိုင်ငံရေးတည်မမှန်မှုတွေကြောင့်ဒီနေ့ဒီအချိန်ထိကရင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပေါ်နေစေဖြစ်ပါတယ်။ဒီကရင်လက်နက်ကိုင်တဲ့ပုံ KNU စတင်ဖွဲ့စည်းခဲ့တဲ့အချိန်က1948ခုနှစ်ပင်လုံစာချုပ်မချုပ်ခင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။1948ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကကရင်လက်နက်ကိုင်တဲ့ပုံ KNU စတင်တည်တည်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက်လွတ်လပ်ရေးထက်စောပြီးတော့လက်နက်ကိုင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ဒီကရင်လက်နက်ကိုင်တဲ့ပုံ KNU ကမြန်မာလွတ်လပ်ရေးကိုမျိုးစုံနှောက်ယှက်မှုတွေပေးခဲ့ပါတယ်။လက်နက်ကိုင်တဲ့ပုံ KNU ကမြဝကျွန်းမော်တွေကနေတဆင့်နောက်ဆုံးအင်းစိန်နေရာအထိကိုရောက်ရှိလာပြီးတော့ရန်ကုန်အစိုးရဆိုတဲ့အခြေအနေထိရောက်အောင်ဗတ်ပေါင်းဆောင်ကနေဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ပြီးတော့လက်နက်ကိုင်လမ်းစဉ်နဲ့ခွဲထွက်ရေးတွေပြုလုပ်ခဲ့ပါတယ်။ဒီနေ့ဒီအချိန်ထိ89နှစ်ကြာမြင့်တဲ့အချိန်ထိကရင်လက်နက်ကိုင်တဲ့ပုံ KNU ရဲ့နိုင်ငံရေးတည်မှန်မှန်မှုတွေကြောင့်လက်ရှိအချိန်မှာကရင်ပြည်နယ်မှာဆိုရင်လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာပေါ်ပေါက်လာပါတယ်။ဒါပေမဲ့ဒေသခံကရင်လူမျိုးတွေရဲ့အကျိုးစီးပွားကိုရင်းနှီးသေးကြအနေနဲ့တွေးပြီးတော့ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်စေတနာမှန်ခဲ့ကြတာဖြစ်တဲ့အတွက်အခုဆိုရင် KNU လက်နက်ကိုင်အဖွဲ့အစည်းမှာစော့ကွယ်ထိုးဝင်းတို့စော်တော်နီတို့ဒီကြားဖြန့်ခေါင်းဆောင်ကြီးတွေကကရင်လက်နက်ကိုင်တဲ့ပုံ KNU အဖွဲ့ကိုဦးဆောင်ထားတာရှိတယ်။ KNLA PC အပါအဝင်စောနဲ့တမဦးဆောင်တဲ့ဒီ KDLA KNLA အပါအဝင်အခုဆိုရင် BGF ကနေပဲပြောင်းသွားတဲ့တာကူကတ်ခွာစောချစ်သူတို့စောတင်ဝင်းတို့အုပ်စုတွေက BGF အနေနဲ့2010ခုနှစ်ဝန်းကျင်ကလေးကရှိခဲ့တာကအခု2025ခုနှစ်မှာတော့ KNU ဆိုပြီးတော့စတင်ပြောင်းလဲဖွဲ့စည်းပြီးတော့နိုင်ငံတော်နဲ့ BGF ကိုတက်စာဖောက်သွားခဲ့ပြီဖြစ်ပါတယ်။အခုဆိုရင်ကရင်ပြည်နယ်မှာ KNU KNLA KTLA KNLA PC DKBA အပါအဝင်ဒီ BGF အမည်ခံကတ်ခွာ KNU အဖွဲ့ဆိုပြီးတော့6ဖွဲ့9ဖွဲ့နေပါတိရှိလာပါတယ်။ဒါပေမဲ့အခုလက်ရှိကရင်ပြည်နယ်ကဒေသခံကရင်လူမျိုးတွေရဲ့အကျိုးစီးပွားကိုတကယ်တမ်းဆောင်ရွက်နေတာကတော့ဗိုလ်ဘီဦးဆောင်တဲ့မူလ BGF မူလ DKB အဖွဲ့ဖြစ်ပါတယ်။ BGF ကိုစတင်ဖွဲ့စည်းလိုက်တဲ့အချိန်တက်နေ4ခုရှိခဲ့ပြီးတော့စောချစ်သူစောတင်ဝင်နိုင်မောင်စိုးတို့တွေကသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ဒေသခံကရင်လူမျိုးတွေရဲ့အနာဂတ်ကိုချနေပြီးတော့ KNU ကိုပြောင်းလဲဖွဲ့စည်းလိုက်တယ်။ဒါကြောင့်ကရင်ပြည်နယ်ကတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်ပွဲရှိသလိုလွတ်လပ်ရေးသာရလာခဲ့တဲ့လွတ်လပ်ရေးရဲ့အနှစ်သာရကိုအပြည့်အဝခံစား권မရခဲ့ကြဘူးဖြစ်ပါတယ်။2010ခုနှစ်ကနေ2015ခုနှစ်ကာလ KNU ဥက္ကဋ္ဌကြီးဖြစ်တဲ့စောမူတူစေဖို့လက်ထက်မှာတော့ကရင်ပြည်နယ်မှာရှိတဲ့ဒေသတွင်အကျိုးစီးပွားတွေဒေသတွင်တည်ငြိမ်အေးချမ်းရေးတွေနဲ့ဒေသတွင်ဖွံ့ဖြိုးတိုးတက်ရေးတွေကိုအများကြီးဆောင်ရွက်ပေးနိုင်ခဲ့တာဖြစ်ပေမဲ့စစ်သွေးကြွလက်နက်ကိုင်တွေစောကွယ်ထူဝင်းတို့အာဏာရပြီးတဲ့အချိန်ကစပြီးတော့ကရင်ပြည်နယ်မှာတကြောပြန်တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တယ်။ဒါတွေရဲ့နောက်ဆက်တွဲကတော့ကြားဖြန့်တွေကိုခေါ်သွင်းလာခဲ့ပြီးတော့ဒေသခံကရင်လူမျိုးတွေကိုကြားဖြန့်လုပ်ငန်းတွေမှာလာရောက်ပြီးတော့သူတို့ရဲ့အနာဂတ်တွေကိုအသုံးချပြီးအကျိုးစီးပွားတွေကုန်သွေးဆုပ်တာတွေကိုပြုလုပ်လျက်ရှိပါတယ်။ဒါကလွတ်လပ်ရေးနဲ့အတူရှင်တွဲပေါ်ပေါက်လာခဲ့တဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်း
တိုင်းရင်းသားလက်နက်ကိုင်အမိခံအဖွဲ့အစည်းတွေရဲ့နိုင်ငံရေးတည်မှန်မှုကလွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာ